တကယ်ချင်းမျက်ခွက်ကြီးကမ်းပြီးတော့မလို့အငြိမ်ပွင့်တွဲကြပါစို့သူပြောပြောအငြိမ်ပွင့်တွဲကြပါစို့သူပြောပြောပေါက်ကြော်ခေါ်လူရှင်တော်နဲ့စောက်ပြီးဟုတ်ပါဘူး ပေါက်စီခေါ် အေးဝ ဘာဆောက်ပြရမှာဒီမှာအောင်သွယ်ပေးနာငါခဏလေး ပေါက်စီခေါ်လူရှင်တော်နဲ့အော်တွဲလို့သာပြောဟိုကတိတ်စိတ်ချတာမဟုတ်ဖက်နာဘယ်လိုဒုက္ခများနေမယ်နေ့တော့ကတိတ်တီးတန်ရွာမှာရှိပြီးသားနေ့ဟိုလူပြိုကြီးကလည်းခုတီဆောင်တို့ကိုချက်ပန်နော်နေ့ကကိုချက်ပန်နဲ့ပေးစားမယ်သူဒါပေမဲ့တခုတော့ရှိတယ်သူယူတော့တခုတက်တာမယ်သပင်ညက်ကမကုန်ဘူးတော့ငါမြင်မှုတွေအမွှေးတမွေးမှပေါက်တာမြင်မှုပဲနော်တကယ် မတို့နဲ့စကြည့်ကြတဲ့အမွေးမပါတာအခုကြည့်လေအမွေးမပေါက်သေးဘူး နေလို့သာပြောမင်းသမီးရဲ့အကြောကဲတုမရီဘိုးမှာပါတယ်တော့ တကယ်ချင်းပါလေ ဦးကြည်မောင်ရဲ့လူပဲ ဦးကြီးမရဲ့လူပဲ ဒေါ်ခင်မြရဲ့လူပဲ မခင်ရဲ့လူပဲ ဦးလာထွေးရဲ့လူပဲ လက်ထီရဲ့လူပဲ ဒေါ်မစိုးရဲ့လူပဲဦးတင်ကျော်မောတော့ကွာ ဦးတင်ကျော်တော့ဖက်လိုက်အောင်လေ ဦးတင်ကျော်ရဲ့လူပဲဒေါ်အေးအေးသေးရဲ့လူပဲမင်္ဂလိဇော်မင်းဆိုင်တော်ကြီးနဲ့မင်းတို့ဘယ်လိုလုပ်နေကြလဲတွဲလို့ နေတဲ့ပတ်ထက် ဟောငါတန်းလေတွဲလို့စီကားလာတဲ့လူပွဲဟာမင်္ဂလိဇော်မင်းဆိုင်တော်ကြီးနဲ့တွဲလို့စီကားလာတယ်လူတော်ပွဲဖတ်တန်းတော်ကြီးပါ โอเค မနေ့ကတည်းကရောက်ကြတယ်လည်းကျွန်တော်ပြောပါတယ် အားပြော ဖတ်တန်းတော်မှာအကျွေးကြံခဲ့တယ်လို့ကျွန်တော်ပြောတယ်လေ ဩ ကိုစောမင်းကြီးနဲ့မမရနောက်ဆုံးဖတ်တန်းတော်ရွာကိုနောက်ဆုံးနှစ်ရောက်တဲ့အချိန်တော့ကျွန်တော်ဖျားနာလေကျွန်တော်ဖျားပြီးကျွန်တော်အလုံးမလုံးနိုင်ဘူးအငင်းရောဆိုင်ရောအလုံးမလုံးနိုင်တော့လူရှင်တော်တငယ်ချင်းတယောက်ကိုကျွန်တော်ခေါ်ပြီးတော့ကခိုင်းရတဲ့ပွဲအဲ့ပွဲမှာကျွန်တော်နေမကောင်းတဲ့တော့မှတစ်ချက်ကြည့်လိုက်တာဖတ်တန်းတော်သူတွေချိုးလိုက်တာလို့ဒီရွာမျိုးနောက်တစ်ခေါက်ပြန်ရောက်ချင်ရဲလို့စူတောင်းကမနစ်ကမှပြည့်တယ်ဒီနှစ်ကိုဆိုင်နဲ့ကိုပြန်ပြီးအကျွေးဆက်ဖို့ပြန်ရောက်လာတယ် ဟုတ်တယ် ကျေးဇူးတင်ပါတယ်ဖတ်တန်းတော် ကြိုးစားမယ်ညီ တ လေး ကယ်လည်းကြိုးစားမယ်ဗျ ကဲ့ရတော့ညီလေးဆက်ကြတော့ဗျာ ဟုတ်ကဲ့ ဘုံမလေးလည်းကကြည့်ပြီထင်ပါရဲ့ ကကြည့်ပါဗျာ ဒါကြောင့်လည်းအလှပြင်လာတာဗောဘောကအစင်းလားကတိုင်းပညာသင်လာတာကမင်းသမီးကခမညာဒါကြောင့်လည်းဘုံမရဲ့လို့သတိကြီးခဲ့ပြီဗျိုးဗျ ဟုတ်ပြီ ဒါကြောင့်ကပြမယ်ကလေးတို့မှာဖေးပါနိုင်ရန်ညီလေးထောင်းဘုံမလေးကိုခွေးမှပေးလိုက်စမ်း ဖေးမပေးလိုက်စမ်း ဖေးမှပေးလိုက်စမ်း ဖေးမနဲ့ခွေးမနဲ့မနဲ့နဲ့ မလာလွဲတော့လို့ ရင်နွေးလေးတော့ဦးတော့ကျွန်တော်အငင်းငယ်ပေါ်လေး အာ ပုတ်ပြပါအောင်ခင်ဗျာ ရလေကွာအာနာဇာကြီးလက်ဖက်တော့ကိုလုပ်ခဲ့ပြီ ဟေးလာမောင်တို့ ဝါရိုးရိုက်တယ် ဟောင်းကြီးဟောင်းရှင်းကြည့်လိုက်စမ်းအဲ့ဒါကျေတူမီဘုံမလို့ခေါ်ပါလေလေချင်းဟေးလောတာစိတ် သူကမင်းတို့ဘူးလားဒါ
မေမိုးဆိုးမကြီးကိုလှုပ်ကျွေးနေတဲ့သမီးလိန်ပါလေးဗျအဲ့ဒါကမိဘကိုရှယ်ထားတာတော့ သိလားလူရှင်တော်လေးနဲ့တွေ့ပြီးတော့လှုပ်ကြည့် စိတ်ကူးတွေရဲတာစိတ်ကူးတွေကြိတ်ချမ်းသာတဲ့သူပဲကြိုက်မှာပေါ့နင့်လူရှင်တော်ကြိုက်မလား ဒါလည်းပါပါတယ် ဘာပါလာလဲ ချစ်တဲ့နှလုံးသား နှလုံးသားအဓိကမဟုတ်ဘူးလားနှလုံးသားသမင်းမှာစားလို့မရတယ် ကနိုးလား ခဏမဟုတ်ရှာကားကြိတ်ရအဲ့ကတူတော့ ရှေ့ရအဲ့ဒါရွှေလိတ်သုံးစုရှင်ဘုံပါဗျ ဟောဘက်ကဒံဦးနှလုံးပိုင်ရှင်ပေါ့စီ ဟောဘက်ကဒဲနီတစ်လုံးပိုင်နဲ့ပေါက်ကြော်ဗျ ဘာတော့မရတော့ရှော့ပြသွားတယ်ပေါ့ အဲ့ဒါဒဲနီအပြက်ကြီးပိုင်နဲ့ပေါက်ကြော်ဗျအားနာကြတယ်ဒီကိုဟောနေဦးမယ် ရုပ်လေးအယုတ်ဖင်မောကုန်မှာဘွားကြဟေးမားနေတယ်အဲ့ဒါနမ်းပေါက်စခန်းထဲကျမှလောက်အောင်မှာ ਨੇ ဟိုအောက်ကတော့အယုံပါလေးအပေါ်ကတော့လူယုံပါလေးမင်းရဲ့စက်ကလေးနိုင်လူလေးဂျပန်ကရုမဲငါ့ကိုပြဘူးတူတိုင်းအောင်လက်ရှောင်ပေါက်ကောင်ဖွင့်မယ်အဲ့မှာဗျအယုတ်ကငါပြောသည်ရှာပြီအေးအဲ့ဒီငါပြောသည်ကမကောင်းဘူးဟဲ့ဟိုက်ဘက်မှာသီးမွေးရှိတယ်သီးမွေးဟောလက်နဲ့ညှိနေတာကွာဟေးဟေးလာလေဘုမလေးချက်စားလေးဘယ်ကြောဟာအေးလာဘောဘီတို့ဝမ်ဟေးလာလေ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  ဟေးလာလေဟေးလာလေကြိတ်ရဟေးလာတူတူရေဝါတူတူရေဝါငါကတော့နဲ့မပြောနဲ့ဖေးကိုကမဟုတ်တော့တူတူရေဝါ ပေါ့စီတော်သေးတယ်မိုးချုပ်တော့မလို့နေဝင်မိုးချုပ်တော့ အကလေးမှမျက်နှာများတယ်အောက်မှာလည်းတမျက်နှာရှိသေးတယ် အောက်ပြင်မှာ အောက်ပြင်မှာလည်းတမျက်နှာ ဘိုက်တယ်တော့ဘိုက်တယ်အဲ့ဒါငါရ ဟ
နောက်ထိုးကြီးอ่ะ အဲ့လိုမှရမှာပေါ့ဟိုလိုလိုရဲ့ကြောကတ်သွားမှာပေါ့နော်ကဲကဘောကျော်ဟေးဒါဂျိုရီယာကန်တာပါဗျမင်းသမီးတက်ကိုကြည်ရန်အဖြစ်ဂျိုရီယာကြည်ုံနဲ့တင်အဲ့မင်းသမီးကောင်းမကောင်းဆုံးဖြတ်လို့ရတယ်အားလုံးသိနိုင်တယ်စက်ကွန်လက်ကောလေးကြည့်ကြည့်ပြီလားညောင်ကားတက်ပြီထင်မညောင်ကားတက်တဲ့တော်လာလားကိုရွေးထုတ်ဟောအော်ကိုကြီးစုံမရောက်လာရင်ဒါကိုကြီးစုံမင်းကိုကြီးစုံမင်းအိမ်သားကြီးဖြစ်ခဲ့ရလားကိုကြီးစုံမင်းဟေးငါပြောမယ်တဲ့အိမ်သားတော့ကောင်းတယ်ဟိုဘက်အိမ်သားဂလန်လေးပါလေလုံးပေါအောင်ဟဲ့အဲ့ဘက်ကအိမ်ဘက်အိမ်သားလေးဂလန်လည်းမပါဘူးဟဲ့ပြီးရင်အလဲကောင်းမှဒီပေါက်တဲ့နေရာမှာပေါက်ကြီးကနဲလာဟာကြီးမဟုတ်ဘူးဟဲ့ငါကြိုက်တယ်ငါတော့ကြိုက်တယ်အိမ်သားတက်တဲ့အေးနေတာငါအိမ်သားတက်တာဘောကြီးအပေါက်ကြီးနဲ့ညီရတယ်နဲ့တူတယ်ဟဲ့တော့ကိုပေါက်စီပါဟောတဲ့ငါ့ကိုလက်ကျွေးထုတ်ပြီးအပေါက်ကြီးနဲ့ကြည့်ပြီးတော့ဟဲ့တော့ကိုပေါက်စီမလုံးတာဟောနဲ့အိမ်သားတဲ့တက်ပါလို့ဆိုမလုံးမရအောင်ငါဘာပြောမှမသိဘူးဟုတ်ပြီရာဒါကိုတို့စိုးစီကိုထောင်းမိုးနိုင်ကထောင်းမိုးနိုင်စိုးစီကိုရစင်ရနာထောင်းမိုးနိုင်ကထောင်းမိုးနိုင်စင်ရနာဆိုတာလေကျွန်တော်တို့ပွဲတိုင်းတွေ့တယ်ဗျအများအားတွေ့နေကြစင်ပါပြီးရင်ကျွန်တော်တို့စင်မိသားစုတွေလည်းကျွန်တော်တို့ညီကိုတွေလည်းကုန်ခင်းတယ်ဗျရောက်တဲ့နေရာနဲ့ဆူချတယ်ကျွန်တော်တို့ကလည်းအစင်ကိုတွေလည်းတွေ့ရင်အချူကြီးပါညာရေဘူးပါညာတိုက်တယ်ပေါ့မကြော်ဝယ်ခိုင်းတယ်တိုက်တယ်လို့ကဲကျေးဇူးတင်ပါတယ်ကိုရတွေ့နေလဲဆူချနေကြပါနော်ကျေးဇူးပါမဘမောင်နှစ်တောင်းအောက်စီကိုခရောင်းတောင်းပြည့်ဖို့၄တောင်းပွဲပဲလို့တော့တယ်ကျွန်တော်တို့တယောက်9000ဒီကျေးဇူးပါကိုကြီးငါပတ်ဆိုင်ကထဲထဲရောက်တာခဏလေးနော်ကတော့နော်ဘာပြပါအောင်တော့ကိုမောင်နှမချင်းတွေပဲအိမ်ဒီမဲ့လိုက်တာပါရပြီပတ်ဆိုင်ကဒီဘက်မောင်အာယူပဲပတ်ဆိုင်ကများနေရောထိမ့်မဲ့သိမ့်မဲ့သူတယောက်တော့လိုနေရှိပါသူရှိလို့မဒီကိုလိုက်သွားစမ်းပါနော်လိုက်သွားစမ်းခမရနဲ့မှကြိုက်မှာ तू ဒီကျင်နာနောက်ခမ်းမှာဆိုဘာလို့ဖယားကန်းနဲ့ဆော့သွင်းဟောဆုံးပါတယ်လေလူကြီးဆိုတာဆော့ပါဘူးလားအဲ့လိုဆော့ပါခံနေတာမဟုတ်ဘူးအချွဲခံနေတာဟောအချွဲခံနေတာလားဟုတ်တယ်အေးရောရင်သူ့ကိုတယောနဲ့ပုတ်ထားလိုက်ကဲရကောင်းစီစားရပါသူဗျာမြိုင်ဆိုင်မျိုးကြွသူ့ဂီတာတဲ့မြိုင်ဆိုင်မျိုးကြွသူ့ဂီတာလို့ယခုတညမှာကပြမယ်ကလေးနှမကိုစောမင်းဒီညမှာတိလက်သားရှိကိုစောမင်းစားမယ်ဂျိတ်ဟေးဘုမလေးဟေးကိုစောမင်းအားရအောင်ကြည့်လိုက်စမ်းကိုစောမင်းဟောညမမွေးရဲ့ညမေးပဲရဲ့ချစ်ကသာဝစင်လရှိဒီအိမ်နေကပန်းကြမလို့ကညမမွေးရဲ့ညမွေးပဲရဲ့သမီးရဲ့ချစ်ကသာဝစင်လရှိဒီအိမ်နေကပန်းကြမလို့ကဝေးဝေးပြပြတဲ့တော်လေးရဲ့ဘုံတော်ဝေကတဲ့အနေကိုတော့ပြမချူလို့ဟောအဲ့ဒါဘုမမွေးရဲ့ရမွေးပဲရဲ့သမီးရဲ့ချစ်ကသာဝစင်လရှိဒီအိမ်နေကပန်းကြမလို့ကညမမွေးရဲ့ရမွေးပဲရဲ့သမီးရဲ့ချစ်ကသာဝစင်လရှိဒီအိမ်နေကပန်းကြမလို့ကဝေးဝေးပြပြတဲ့တော်လေးရဲ့ဘယ်တော့ဝင်ကတော့ဒီကိုတော့မချူလို့ဒီနေကတော့ချစ်ရတဲ့လူသားတိုင်းကပဲကျန်နာယူရလို့လားပေါက်ပေါ်မှာချောင်းနေမလာတော့မသိမသိတော့နှလုံးလုံးမမုန်းတော့ချစ်ချူရဲ့ချစ်ရလူပါမောင်မောင်ရဲ့ဘုမလေး 1 2 3 go ဒီနေကချစ်ရတဲ့လူသားတိုင်းကပဲကျန်နာယူရလို့လားပေါက်ပေါ်မှာချောင်းနေမလာတော့မသိမသိတော့နှလုံးလုံးမမုန်းတော့ချစ်ချူရဲ့ချစ်ရလူပါမောင်မောင်ရဲ့သမုဒယတန်ရောစီသမုဒယတန်ရောစီစေပြီးပါပေါ့ချစ်သူမောင်မောင်ယေကဲကဘာကြောကဘာစီဟေးလူမလင်မနာဟိုဘက်ကလင်ကြီးဒီဘက်ကလင်ငယ်ဟိုကအကျော်ဒီဘက်ကအစိ
ကြီးတဲ့အပေါက်ကလင်ကြီးငယ်တဲ့အပေါက်ကလင်ငယ် ဟာလင်းနေများ လင်းနေလင်းနေ အဲ့ဒါဆိုငါလင်ပူတူတူလေး ဟာဒီနှခေါင်းကတစ်မျိုးกว่า သူကအဲ့ဆိုရင်လင်ပူတူတူလေးသူကလင်ပူတူတူလေးဖိမထွေးစုံလေးမချစ်ချစ်ဆရာလေးဖေမမေရောရဲ့လင်ပူတူတူလေး ကိုက်ဦးလေးနဲ့ဟာကြီး အဲ့တော့မကိုင်ဘူးသူ့ပါအောင်ဆိုပေးရတာပေါ့ ကြီးတယ်အဲ့နှခေါင်းကြီးကမဝဲဝဲနဲ့နိုင်နိုင်မိတာလား ယောက်ျားတွေကလည်းများတာဒီဘက်က ယောက်ျားကြီး ကိုပေါ့စီလား ပေါက်ကျော် အေး ဟိုမှာပေါက်စီရ ဘာခေါ်တဲ့ဟာပေါက်ကျော်ဒီဘက်ကအစင်လေးကပေါက်စီမစင်လေးကပေါက်ကျော်ချီတုံးလေးပေါ့ ငါချီတို့ကြီးပေါ့ ကဲကိုပေါ့ကျော်ကိုပေါ့စီအဲ့ဒါကတော့ဘုံမတို့ကတဲ့ဖတ်တန်းတောင်ရှင်မဲတော်ပါကဲဖတ်တန်းတောင်ရှင်မဲတော်ကြီးဟုတ်လား ဟုတ်တယ်လေ ဖတ်တန်းတောင်ရှင်မဲတော်ကြီးဘုံမတို့ဟိုလွန်ခဲ့တော့ နှစ်ပေါက်6တလောက်က ဟုတ်ဘူးလေတကယ်ပြောတာဟိုဘုံမနှစ်ပေါင်း30လောက်တော့တခါရောက်ပြီးပြီထင်တယ် ဟဲ့ညီနဲ့ကနဲ့မင်္ဂလာဆောင်တာကိုနှစ်မပြည့်သေးဘူးလေ ဘာတွေပြောနေ အမေ ကဲတော့ ဒါရီရဲနေတယ်စိတ်ဝင်စားတဲ့တိုင်းနဲ့ဒါရီရဲနေတယ်နင်ကသူမကြိုက်ဘူးလို့တော့တဲ့ဒါရီဘာတော့ အေးဟုတ်မဟုတ်လေဟိုပင်စီနဲ့အစိုးလေးနှစ်ပုတ်အမားတို့ကကြတော့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်တချင်းတစ်ပုတ်ကို1000ယူတာမောင်လေး 1000လို့သေးတယ်ပေါ့ မောင်လေးကိုအမနှစ်ပုတ်ကို1000နဲ့ပဲထားပေးလိုက်မယ်နော်အေးဒါ ရှော့သေးတယ်ကုမ္ပဏီပြတ်တဲ့ဒီသေးပဲနော် ပုံမှန်ဆိုလို့ရှိရင်တော့တစ်ပုတ်ကို1000တော့အမားတို့ကုမ္ပဏီသွင်းနေစီပဲပေါ့နော်အေး တို့ကဒီလိုပေါ့တာတာရရညှိနိုင်နိုင်လမယားကုမ္ပဏီတို့ကအဲ့လို ကဲအဲ့တော့ကဘာကြောင့် ရ အဲ့တော့ဖတ်တန်းအောင်ရှင်မေတော်ကြီးတဲ့ကဲဘုံမတို့ဟုတ်လွန်ခဲ့တော့9နှစ်လောက်တော့ကလည်းဘုံမတို့တစ်ခေါက်ရောက်ဘူးသားပြီးလားကဲတော့ဒါဒုတိယတစ်ဖန်ဘုံမတို့ကပြန်ပြီးတော့ရောက်လာတာဆိုတော့ကဲရောက်တောင်းရောက်ခိုင်မှာကြိုးစားပါအောင်မယ်ရှင်ကြိုးစားမယ်ဆိုတော့ဘုံမတို့အပြောရည်လည်းများမနေတော့ပါဘူးရှင်အပြောများရင်နှကြောခါပါတယ်တဲ့ကဲထားကြောင့်ဘုံမတို့အလောက်ကလေးနဲ့တက်တက်ပြပါရသေးရှင်ဘာဖြစ်နေတော့ ဟောသူနဲ့ငါနဲ့တက်နေရတယ်မမြင်ဟိုဘက်တော့ကျုပ်ကထိုင်းနေလို့ရမလားဟောပေးတဲ့ကအမြိုင်ခင်ဗျားတော့ကျုပ်ထိုင်းနေလို့ရမလားလို့ကဲဟုတ်တယ်လိုက်မလားနဲ့ဆိုတော့လိုက်လာတယ်ဟာပါတော့ချခါတော့မထင်နဲ့ ကနောက်ဆုတ်ပေးလိုက်နေ တောင်းမှပါတယ်မမြင်ရလဲတောင်းမှပါတယ်အမရေနော်ဟုတ်တယ်မဟုတ်ဘူးမရဲ့နော်ကျွန်တော်ကလည်းလုံးလို့တော့မလည်းအားနာပါတယ်လွတ်လွတ်ပါလားကိုတော်မေခေါင်းပေါ်တက်ကြည့်ပါလားကဲမြင်ရပြီလား မမြင်အောင်လားအမလေးနင်တို့လူရှင်တော်ရလည်းမိမကောင်းရန်တွေ့တအားရန်တွေ့တာပဲ လို့ဒီကောင်းရှာပါပဲသူကတော့ ဟဲ့ဘာဘူးကိုပြောဘာဘူးကိုလို့ကြီးပါလာတယ်ဆိုပြီးတော့ဘူးခုဆိုင်မောင်ပြောဘူးခုဆိုင်မောင်ဟာဘူးခုဆိုင်မောင်ဘူးခုဆိုင် ငါတငယ်ချင်းအဲ့လိုနင့်ကိုအဲ့လိုကြီးတွေပြောကြတာပေါ့ငါနဲ့ရှင်းမယ်ညီတို့နင့်နာနာပြောလိုက်ညို့မနာနဲ့တော့ညီ ဟဲ့ဟဲ့ ငါလည်းပတ်သက်ပြီးတော့ရွာနဲ့အဲ့လိုပြဿနာဖြစ်တာငါမလို့ချင်ဘူး ဟိုဘက်ကမင်းဘက်ကပါတယ်မင်းအဲ့လိုကြီးဖက်ပြကြော ယော င်း က်ျားလေးမို့လို့ငါတို့မိန်းကလေးချင်းမရှိမယ်ညီတို့ငါ ဘိုးက တို့ မ က ပြော ညို့ နဲ့ မနာနဲ့နော်အေးညီတို့ဒါပဲ ရှက်စလိုက်တာဟဲ့ညီရလို့ပြောလိမ့်မယ်လို့ငါထင်မထား ကဲပါ ဒါပဲတောင်ပြောပြလိုက်တာပေါ့ အညမတွေခွင့်လွှတ်ပေးပါနော်အခုမှလည်းသားမနိုင်မရမနိုင်ဖြစ် ဟုတ်ကဲ့ဒါသားလေးဝါမယားလေး အဲ့နှခေါင်းကဘာမှမဆိုင်ဘူးလေဝဝထိုးတာတော့ခံစားရတယ် သားမနိုင်မရမနိုင်နဲ့အေးဒီကတော့ရောက်ခမကိုဖိမခေါ်ဘူးဟဲ့ ဟိုကတော့ရောက်ခမဆိုမင်းသူ့သမီးနဲ့တူကြွေစီကိုမရှိ ကျွေးသိမရှိသူ့ယူမှာပေါ့ငါ ဘာတော့ဟာ ဘာလို့อ่ะ ကိုစောမင်း ဗျာ ဘယ်လိုဖြစ်နေရတော့ ဟောဟာမိဟိုမဟုတ်အာယုံလေးများသွားလို့ အာယုံများပါပေါ့နေကအလုံးမအာယုံမဆိုင်တာပလုံးမကြည့်ဘူးမင်းသမီးဖင်မဲ့လိုက်ကြည့်နေအာယုံများပါပေါ့ ကိုစောမင်း ဗျာ သိတယ်ရှင်ကျမရဲ့အလှပါတွေမှာနင်မျိုးနာမလား ဟဲ့ငါပြောမယ်ရှေ့ကကြည့်ရလူတွေရှေ့ကကြည့်ရလူတွေကလှတယ်လို့ပြောတော်သေးတယ်သူကနောက်ကဖင်မဲ့ကြည့်ရတာဘာလှရတာလဲ ငါလှည့်ပြတဲ့အချိန်မျက်နှာကြည့်ရပေါ့ ဩအဲ့လိုလားလက်ပြမျက်နှာအေးဟုတ်သားပဲဖင်ကိစ္စတက်တက် အဲ့ လှ လေ တယ် ဟိတ်အော်လိုက် အဲ့တော့အော်ချတော့လေကွာမင်းတို့ကလည်း မနော်အလုံးရမလို့သာငါတဝင်တိုးလာကြီးဗျ အตาနေသားမှာထမိန်ကောင်းရဲ့ ငါထမိန်ကောငါထမိန်ကောဆိုနင်က driver သွားဂျိန်အဲ့ဒါဘူမနေကြီးဟာအေးလေလေ
အတိတ်စိတ်မေးတာမနှက်ကြ3ညပူးမယ် အာငါဘက်ကကြည့်တာတင်းတော့ပဲကွာဒီအတန်ရောလေ တဲ့လည်းမဟုတ်ဘဲနဲ့လာစားရှင်းပြီအစင်းလောက်တာနော် ready လောက်တာတီးတော့မနော် ready ခါနဲ့ပြေတာစမ်းလို့ဟာဘူးလုံးကွာ ဖိုင်ရိုင်းနေတာနဲ့ခေါ်မရသူ့ဘောက်ကလူကြီးဘူးကြီး ရိုက်ဆောင်လားကျူ ငါ လေး ငါ ဟာနိဤတိုင်းရပြင်းတာဟာငါစပင်းတော့လန်သွားပြီ ပေးတဲ့ရ ဒီပါစားလာအောင် အားနာလိုက်တာညနေကငကြောစားတာများသွားလို့အဲ့တော့တော့အီးလေးအလေးတဲလေးထွက်သွားတယ်ပေးတဲ့ နင့်လက်တဲ့တန်ကြီးရတယ်နည်းဟိုင်းမဟုတ်လား ဟုတ်ပါတယ်တောင်းမပေး ချောင်းနဲ့ငရငါရှင်းတော်လို့ပဲ ငါတော့လေဟတ်တော့ ကျွန်တော်လည်းစပင်းကိုထောင်းသွားတယ် နှာ အ ခေါ စ င်း င်းနဲ့လို့ဘော နှာခေါင်းကြီးကိုနည်းနည်းစောင်းသွားတယ်မတ် တီးတော့မပေါက်နေနဲ့ငါတို့ကောင်း အကုန်လုံးတောင်းမမိုင်နော် လုံးနေမလုံးနဲ့ဟေး လူတော်ဟာ အဲ့ဒါကြလဲနှာခမ်းနေနှာကုမှာပါဟဲ့ အီပန်းဟာ ရှစ်စလိုက်လား အီပန်းကျင်နေရ ဒီပန်းကဘာတဲ့ရောက်နေရဆိုလဲတော့ဆေးလေးပါတောက်နေဟာအခုကြောင့်ငါချောငါတို့ကြောင့်ကောင်းဖို့ဟာနေရတယ် sorry ပါတကယ်ချင်းနှာခေါင်းကြီးပိတ်နေပါနဲ့ငါအီးရမနှမ်းပါဘူးဟဲ့ ဟောဤပဲနာနာဖို့ဟာနေ မ လေ နှမ်းဘူးဝိုင်းရဆန်ရင်မွေးတွေဖြန်းတာအီးကို အမေဤကိုရင်မွေးအဲ့ဒါမပေါက်ခင်ဖုရှစ်အဲ့လိုကြီးပေါ့ဟေးရေလို့အဲ့ဒါဖိနေရင်မွေးထဲတာပေါ့ဆိုနေတဲ့လို့လို့ချက်အဲ့ဒါကြတော့ဖိကြီးပြဲတော့မယ် လောက်ပြီ မြင်လားအိုးမစိတ်ပါလာပြီလေငါတို့တော့ဤတခိုးလျာ တော်တော်ဟေးဘုံမလေးအီရော်လေးနန်းကို ဂျိ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 ကဲတူမလေးပုံပါတယ်ကွာလက်ခေါင်းသားလေးလုပ်ပါဦးဘုံမပြရတာအဲ့ဒါလေးတန်တာပဲ အာတန် တန်တယ်ငါတော့သဘောကျတယ် ငါတော့မကြိုက်ဘူး အေးတောင်သူကြီးနဲ့ဒီနေ့မုံဦးကြစောမယ်ဗျာ ဘာလို့လို့ ခုနကတော့ရှက်စီးလက်သွားတယ်ဗျာနှစ်ခါပဲ အဲ့ဒါရှက်စည်းလက်တာမဟုတ်မင်းပသက်ကိုပစ်ကူရှက်မလို့ချောင်းနေတာ အဲ့ဒါဆန်ဝါအောင်ပါကဲဘောကျော်ကြီး ရ ဆိုရကရတတာဘုံမလေးနေတည်ရဗျာ မြင်ပြီဗျာ ပြရပါတော့ချစ်ဖို့တော့ဘယ်ကဲဆိုတော့ပြောကြမယ်မသိသေး မိတ်လိုက်ကြစို့ ကြီးလာကောင်းအောင်ခေါ်ပေးလိုက်ဦးဗျာ ခေါ်ခေါ် တော့ခေါ်မလား ပန်းဆိုသမျှပန်း ဘယ်လိုပါမောင် မင်းကိုပန်းဩပန်းဆိုသမျှပန်းပန်းလိုက်လို့လို့မွေးလာတယ်ဆိုရနာမကြိုက်သေးခိုင်ဝင်းကြည့်ချိုခိုင်ဝင်းကြည့်ချိုဘုံမလေးပြူချေမင်္ဂလာပေါင်းနေစက်တီပေါင်းနေဒီတော့ညစီမရောက်ခင်ကလေးကကျမရဲ့မြတ်တာမရောက်ခင်ကလေးကကျမရဲ့မြတ်တာ
အေးဒါပတ်စံနဲ့ငါမသိလို့ကိုတော့မဟုတ်ဘူး 20 ထိုင်ပတ် ထိုင်ပတ် ကျွန်တော်ကိုရီးယားဘတ်မှာသုံးတတ်တာလေ คาโบนาค่ะแม่เมียละค่ะขอทอนนะคะ อะไรมาขายมาจ่ายมาลายมาติ่งใจาย มาเต็มใจ ยายมาตั้งสักความใจยายดูแน่ตายสักความใจยายดูแน่ตาย ထိုင်ပတ် ကိုပေါ့စီတွဲပြီးပြီလား ထိုင်ပတ်20ဆိုတော့20ဆိုတော့ဘယ်လောက်တော့20ဆိုတော့ဟမ်800တသိန်းဆိုတော့ဟာလား ဟွာပေါ့ 2000လားပေါ့ နှစ်ဘတ်ကို တခါလေမြန်မာငွေချလိုက်တော့ဘာလို့မတို့ဒီယာကြီးဘယ်နှသွားတော့အောင် ဟွာစုထားတယ် ငါကားစားတာဘုမတို့ကဒီနှစ်ကုန်လို့ရှိရင်ဘုမတို့ကဘန်ကောက်သွားမှာအဲ့တော့နင်တို့စီကငါပြန်ဝယ်မယ်တိုင်းပဲโอเค ဟောတရုတ်နဲ့ထိုင်းနဲ့ဟိုနှစ်နိုင်ငံဆက်ဖို့တော့ဒီပတ်စံဘယ်လိုရှင်းလဲတော့ကြမလို့ ပတ်စံကိုလဲတော့ ဒါဘယ်သူလုံးသိလား ဒီတော့ မသိရင်မှတ်ထားတာ ဒီတော့ နေမျိုးအောင်တကယ်ယုံသွားတာငါဒီပြောမှမလို့ငါမသိဝေးမျက်မှန်နဲ့တော့နေမျိုးအောင်နဲ့တူလို့ ကျေးဇူးတင်ပါတယ်ကဲတော့ ရ ကဲဒါကတော့ကျမတို့ကလူရှင်တော်လေးကိုမိတ်ဆက်ပေးရမယ်ခန်းကနော်ဆိုတော့လူရှင်တော်လေးကိုမိတ်ဆက်ပေးပါစေ ဟုတ်ပြီ အဲ့တော့ဒီဘက်ကကဘာကြော တဲတော့ ဟဲ့ဟဲ့ဟဲ့ ဟာတော့ ဟာတော့ လက်ကလေးကြိုင် မကင်လို့မရဘူး ဟာတော့နေတော့ရောက်နေတယ်မနမနေတယ်မနာကြီးပါလားဗျာ အော်မဟုတ်ဘူးမဟုတ်ကင်လို့မရ လိုက်ထဲမှာဆိုလဲငါတို့ဤတော့တူတူတွေ့နေဥစားခဏလေးကြိုင်တယ် ကင်လို့မရဘူးလို့ပြောနေ ဘာလို့လို့ ကင်လို့မရဘူး ဘာလို့ ကျမဟိုတနေ့အောင်ကလေအိမ်မက်မှတ်တာကျုပ်ကိုကင်တဲ့လူတန်းလိုက်တယ်ကင်လို့မရဘူးလို့ပြောနေ ကောင်းမညံများတာသူ့ကြိုင်မှာကြောက်လိုက်ဓာတ်လိုက်တယ်ဘာလူကဓာတ်လိုက် တ လို့ ကယ် ကြောက် ပြောတာဟိုတနေ့အောင်ကလေကျမအိမ်မက်မှတ်တာသိလားအိမ်မက်ထဲမှာလေဟိုဝက်ဖြူစင်ကျင်နဲ့လေဘိုးတော်လိုဘာလိုနဲ့သိရမလားအဲ့ဒါလေကျမအိမ်မက်လာပေးတာအိုးကျမတော့အိမ်ညာဆိုတော့ဘာသိမှာတော့ ဘာမှလည်းမသိဘူးလေပြောတယ်အစားဆုံးနေမဲ့ရှင်းပြလာတယ်ငါတို့လည်းမသိဘူးလေ အေးလို့ အဲ့ဒါအိမ်မက်ထဲမှာကျမကိုလာပြောသားတာငါသမီးကိုတဲ့အခုတလောတဲ့ယောက်ျားလေးတွေကတအားကိုကြိုက်နေရတယ်ငါသမီးယောက်ျားရသွားမှစိုးရိမ်နေတဲ့ငါသမီး မဟုတ် ကို ပါဘူးယောက်ျားရမှာဆိုရင်ဒါဘာဘိုးတော်လားနဲ့အမေလား ဘိုးတော်နဲ့အမေနဲ့ပေါင်းလို့ ဒီပေါင်းချန်တာရှိတော့တယ်နော် ဘိုးတော်ပါဆိုမှပဲ အဲ့ဘောမသိဘူးငါ တကယ်ပြောတာငါသမီးကိုတဲ့ယောက်ျားရသွားမှစိုးလို့တဲ့ဆိုပြီးတော့ဟိုငါသမီးကိုယောက်ျားလေးတွေထိလို့ကြိုက်လို့မရအောင်မဆေးချိန်လုံးနဲ့လှုပ်သွားတာ ဟဲ့စစ်ကျင်လုံးနဲ့လောက်တော့ကိုညီမနိုးပေါ့ ဆေးချိန်လုံးနဲ့အဲ့လိုမျိုးတို့သွားတာ အဲ့လိုတူတော့ကိုညီမနိုးပေါ့ နိုး ဟဲ့ညီအေးပို့တာ အဲ့လေဟိုကျမလေးအဲ့ဟာလဲနိုးလိုက်ရောတော့ဟိုကျမရဲ့ဟိုလက်တွေကလေထုံထုံချင်းချင်းဖြစ်ပြီးကျမကိုယောက်ျားလေးတွေဘယ်သူမှကြိုက်လို့မရအဲ့ဒါတကယ်တော့ လို့လာ ဘာလို့ညံမများညံမများ ကိုသမင်းအဲ့ဒါကိုသမင်းခေါင်းဆောင်ကိုသမင်းမပြောလိုက်တော့ ညံမများ အဲ့ဒါမင်းတို့တကွက်ပြ အဲ့ဘွက်ကိုပြသွားလား တကွက်ပြသွားတာမင်းဘယ်နဲ့ဘူးတော့ဘာ တော်တော်ဘိုးတော်ဘာတော်ဘဲကလေးမနဲ့ယောက်ျားလေးနဲ့ကောင်လေးနဲ့လက်ကိုင်းနဲ့ဓာတ်လိုက်ရမယ်ဘာအတိတ်ပဲမရှိသေးတယ်လက် လူရှင်တော်တွေအဲ့ဒါမင်းတို့အဲ့ဒါလက်ကင်ခံမှာဆိုလို့သူပြောနေတာ အေးသားမ မယုံမရှိနဲ့ကန်ရ အော်တကယ် ယုံမှုဟဲကိုက်ပါကြောင်း လိုက်မှလိုက်တယ်မပြောနဲ့နော် လိုက်သေးဟာ ဘင်းဘုံမကြီးလိုက်တယ်မပြောနဲ့နော် ဘဝကြီးလိုက်တော့ခေါ်သွားရုံပေါ့ဟာ ဓာတ် အေးဓာတ်ပြောတာပါပဲကိုက်ပါပဲလိုက် ပြီးတော့ မယုံလို့ကစမ်းပါ ကျမကြိုပြောတယ်နော်ရှင်တို့အေးမကြောက်ရင်လည်းကြိုက်ရောက် ယောက်ျားလေးနဲ့ကောင်မလေးလက်ကိုင်းနဲ့ဓာတ်လိုက်ရမယ်ဘာအတိတ်ပဲမရှိသေးဘူးဟဲ့ရောက်တကယ်လိုက်ရ လိုက်ပါတယ် ဟာကလည်းကြီးကိုကျင်းသွားပြီ မရှုံတယ်လို့ပါလို့လေလူ တကယ်ဟောအဲ့ဒါလိမ့်တယ်မဟုတ်တကယ်ပြောတာ နင်ပလီးနေတာများ ဟာ လား မရတာဟာလက်ကြီးကိုကြီးအိတ်ဆက်သွားပြီကြည့်လိုက်အဲ့မဲ့ဖလေးဖြတ် တကယ်ကြီးလား တက်လိုက်တာလေးပြမလို့ပြောသူ့ကြည့်တော့မျက်လုံးကအရာပါတယ်ကောက်ပြီဟမ် ဟုတ်ကောလို့လား ကိုသမီးအဲ့ဒါတကယ် ဟာဘုံမမယ်လုံကြံပြောတယ်မှတ်နေတာ ငါလည်းဖေယုံပါတော့ကိုကကိုဆန်းကြည့်မှာတကယ်လိုက်ကြဗျာ သူတို့လက်ကားနေလက်ကားလုံကြံနေရအောင် ပေါ့စီ ဟိုကလေး6နေ မ နဲ့လိုက် ယုံ တယ် ငါသူဘယ်တော့ပြောပဲယုံရတာမယုံ လိုက်တယ် တကယ်လို့တငယ်ချင်းရဲ့ ကိုကလက်ကလေးကင်ပြီးတော့တချင်းလေးဆိုမှာဘာဖြစ်တော့ကွာ ကျိုးငါလက်ကလေးကိုတန်းတီးသွားတယ်မှတ်တယ် ကင်လိုက်ရင်လိုက်မလာပဲမသိဘူးနော် ပေါ့စီ လိုက်ရင်ဘလို့ယုံ ဘ
ဗလီနေတာငါတော့မယုံဘူးရဲ့ လိုက်လို့မရဘူးလေ ဟုတ်တယ် အိမ်မှာစမ်းမရှိ ဓာတ်ကိုပြောတာမင်းကိုခေါ်တာမဟုတ်ဘူး ရ ကိုင်းလိုက်ဟိုမလိုက်ဘူးမကိုင်းဘူး အဲ့လိုဖြစ်သွားမှာပေါ့ ရကိုင်မြန်ကိုင်မမြင်ကိုင် စမ်းကြပါ ဒါအားကိုင်စားကိုင်ဘာမနဲ့လဲမှာမင်းလူချင်းကနေတက်လိုက်တယ်ခုမှကြားဘူးတာ တနာယူသိချင်းသေတော့ကွာလုံးလိုက်တော့မှာတော့ ရ ယောက်ျားလို့ဆိုရင်တေကမှရှော့မယ်ကွာ ချောကိုင်းဝါ ကိုင် ကြောက်မနေစမ်းမနဲ့ပေါ့စီယာ လက်ကိုနေဘိုင်းရပါများအောက်မှနေတာ စန်တရာ စမ်ဒရာ စက်ထရိုနာထရောင်းစာ ဘာမှလည်းမဆိုင် ဟေးကာရပြီအဲ့လိုရပြီဘယ်မင်းနှစ်ဖက်ကြီးလဲကိုင်းနေထိုင်ယူရလိုက်ပါနော် ငါမစမ်းပြပြီးတော့ငါညမထီတော့တော့အားချစ်ကြွတမ်းပြီးတော့လေ ရ ကဲရမှာဘက်က20တဲ့ရော်လိုက်ရင်သိန်း40လောက်ရော်ရမှာတော်ဘောအဲ့ဒါပဲအဆုံးခံလိုက်တော့မယ်ပြန်ရလို့ပတ်စံရှူးကြည့်တော့လေနတ်တက်ကမကောင်းတော့ဘူးပဲ ဖယ်စမ်းမကွာမင်းတို့ကောင်းနေ ကုသိုလ်တွေ ဘယ်နဲ့ကွာလူချင်းကနေတက်လိုက်တယ်အမေတို့အမတို့ကြားဘူးလားကိုင် တုံးသွား အဲ့လိုကိုကျင်းသွားတာဖေးလေးကိုရပါလို့ ဟေ့ ဟဲ့လားဟိုလေ ဖယ်မင်းတို့ဖယ်ဒီပွဲကြမှာဒါတက်တက်ဘုံမမင်းနဲ့လူလေးကြတယ်မှတ်တယ်ငါတော့လာတက်လိုက်တယ်ကဲဟိုညီမလေးအခုစီလားအခုကထွက်မရလို့ ကိုကြီး မထွက်ရထွက်ကိုင်းမဲ့သဘောရှိအဲ့စီကလည်းကြမ်းတယ် ကိုကြီးလိုက်မယ်နော် ဟာတီတီ ပဲနှာခေါင်းကြီးတီတဲ့အမဆွဲတော့လွန်ပါတီ မပြီးတော့တီတီကွာ ပြောတော့ပြော မောင်နှမချင်းစိန်နာနဲ့ပြောပြတော့ကိုကြီး ရုံအခုဘိုးတော်တွေဘတ်တက်မလာမလို့ လိုက်မယ်နော်ကို လ ကြီး က်ကရင် ကိုရှိပါဘူးခါ ဓာတ်လိုက်တယ် ကြည်တာကဲ ကိုစောမင်း ဒီလက်ကိုကင်လိုက်တာလား ကိုစောမင်းလိုက်မယ်နော်အိမ်မှာလဲစံမရှိပဲနဲ့ ပေါ့စီ ဒါ တီတီကွာ ဒါငါတို့ရဲ့တနာယူခေါင်းဆောင်ကွာတင်းကွာ ကဲလက်ကလေးကန်ကြည့်မယ်နော်တကယ်ပြိတ္တကြည့်တာ အဲ့ရသူကြဘယ်နှမနေအောင်ဟော မလိုက်ဘူးလေမင်းတို့တက်တက်တကွက်ပြတာမင်းတို့ကင်ပါစို့လို့ဟောမလား လက်ပြလွဲ ပြသမှာငါညီမလေး လက်ပြလွဲနေလား ကဲ တကယ်မလိုက်ဘူးဟောငါတို့ကြဆက်တက်ကိုတုံလို့ဖေးနေကိုရလို့ အော်တခုတော့ရှိတယ် မလိုက်ဘူးနော်မတို့တကယ်ပြောတာ ဘိုးတော်ကပြောသွားသေးတယ်တော့ ဘာပြောတာ ဟိုနဲ့ဟိုမင်းကိုလည်းကင်တဲ့လူရတဲ့ဓာတ်လိုက်ရင်နဲ့ဟိုယောက်ျားအစ်စ်မှာဓာတ်လိုက်တာတဲ့ ယောက်ျားစစ်မ ယောက်ျားမစစ်ဓာတ်မလိုက်ဘူးတဲ့တော့ ယောက်ျားအစ်စ်မှာဓာတ်လိုက် ဟု တာ တ်တယ် အဲ့လိုလား ဟုတ်တယ် အမနှာခေါင်းကြီးသူ့လည်းကြမှာကြောက်တယ်ဦး လိုက်ဖို့မေးနေယောက်ျားစစ်ကကြမှာပဲ သူ့လည်းတော်ကြမှာကြောက်တယ် ဒါပလီပလာဒါတတာတီကွာ ကဲကဘာစီကဘာချိုင်တတိပြန်နဲ့ပြေဆုံးပါစီအဲဒီကနေ့မားလူတဲ့တာနာလူတိုင်ကကြီးကဦးကြည်မောင်တာနာလူတိုင်ကမကြီးကဒေါခင်မြတာနာလူတိုင်ကကြီးကဦးလာထွေးတာနာလူတိုင်ကမကြီးကဒေါ်မဆိုးတဲ့တာနာလူတိုင်ကကြီးကဦးထင်ကျော်တာနာလူတိုင်ကမကြီးကဒေါ်အေးအင်းတာကတော့မောင်ဝေးဘာယုံဝေးကျော်အဲဒီဘက်ကမောင်ခန့်ဖြိုးတာဟမ်ဒီဘက်ကမတ်စုံမီတော့ဟိုရှိတော့ဗါလဲ ဟိုက ဝေဖြိုးကျော်လားဝေဖြိုးကျော်လားအော်ဝေဖြိုးကျော်လုံးကြီးတွေမဲ့တစ်လုံးမဲ့ကြံတော့လို့ကဲတော့ကဲမိသားစုလူရမင်္ဂလာပွဲကြီးပါရှင်တာနာလူကနေလူမလေးရဲ့မိသားစုလူရမင်္ဂလာပွဲကြီးဘုမတို့တစ်ခေါက်တခါရောက်လာတာဝမ်းသာပါတယ်ရှင်ကဲဒါကြောင့်မို့ယနေ့ညမှာကြောက်လာတဲ့ပရိသတ်တွေအားလုံးကဘုမတို့မြတ်တာလေးပို့တာပေးပါရစေ ဟုတ်ပြီဗျ ချမ်းသာရင်တက်ခနဲ့ပြည်သူနိုင်ကြပါစေဒီပြရလေးလေးကကင်းရှိကြပါစေတော့ဒီရှင်လည်းမလားချမ်းမြေပါစေရန်နာရှိခွေရန်နာရှိခွေဒီနေ့ကတော့နာမည်စိတ်တော့ကြပါလားရပြည်သူတွေ အားလုံးစိတ်ချမ်းသာကိုကြောင်းမှရှိကြပါစေလူရဆန္ဒတွေနဲ့ပြကြပါစေ နိုင်ရင်ဒုက္ခနဲ့ပြည်သူနဲ့ညပါသေးလေးပြရလေးလေးကကင်းရှိကြပါစေတော့ဒီရှင်လည်းမလားချမ်းမြေပါစေရန်နာရှိခွေရန်နာရှိခွေဒီနေ့ကတော့နာမည်စိတ်တော့ကြပါလားရပြည်သူတွေ
ရွချက်ကွာ ရှိရကျေတော့အေးအလူရှိရလက်မြာလားကျုံမြောင်ရှိရလက်နေမကွာရှေရရကကြီးဝိတ်ဝိတ် အဲ့ဒါဘုံမဘွေ